နေ့မနေ့ခင်ရဲ့ကောင်းစဉ်တွေကတော့ဖျားပေးသောစစ်မှန်သည့်ပျော်ရွှင်ခြင်းကျွန်တော်တို့ဟာနေ့စဉ်နဲ့မျှပိုကောင်းတဲ့ဘဝတစ်ခုကိုရဖို့ပိုပြီးပျော်ရွှင်ရဖို့အတွက်အားသွန်ခွန်စိုက်ကြိုးစားနေကြပါတယ်ဒါပေမဲ့စီးစိမ်ဥစ္စာတွေရှိနေပါလျက်နဲ့စားဝတ်နေရေးပြေးစုံနေပါလျက်နဲ့ရင်ထဲမှာမပျော်ရွှင်နိုင်ပဲဖြစ်နေတာမျိုးကြုံမှုပါသလားတကယ်တော့စားတော့ခွင့်ရတာနဲ့ကိုယ့်ရဲ့အလောက်ကိုင်းပေါ်မှာစိတ်ကျဉ်မှုရတာဟာကျွန်တော်တို့ရဲ့အရေးချင်းကြောင့်မဟုတ်ပါဘူးကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်ရှောလမုန်မင်းကြီးကဘဝရဲ့အမှန်တရားတစ်ခုကိုဒီလိုဝန်ခံခဲ့ပါတယ်လူတစ်ယောက်ဟာစားတော့ခွင့်ရဖို့နဲ့မိမိစူးစမ်းအားထုတ်တဲ့အလောက်ကိုင်းတွေမှာစိတ်ပျော်မြူခွင့်ရဖို့ဆိုတာလူရဲ့အစွမ်းစားနဲ့မဟုတ်ပါဘူးတဲ့ကျွန်တော်တို့ဟာဘလောက်ပဲစူးစမ်းဘုရားသခင်ရဲ့ကျေးဇူးတော်မပိုင်အဲ့ဒီအရာကနေစစ်မှန်တဲ့အရာတာကိုခံစား권ရမှာမဟုတ်ပါဘူးလောကမှာအောင်မြင်မှုတွေအများကြီးရပေမဲ့စိတ်ချမ်းသာမှုမရှိတဲ့သူတွေအများကြီးရှိပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ခံစား권ရတဲ့အစားအစာတနက်နဲ့လောက်ကင်နေရတဲ့အလောက်ကင်လေးပေါ်မှာပျော်ရွှင်နေရတာဟာဘုရားသခင်ပေးသနာတော်မူတဲ့အထူးခွင့်ဖြစ်တယ်ဆိုတာကိုသိမြင်ဖို့လိုပါတယ်တမန်ကျမ်းစာထဲမှာအခုလိုဖော်ပြထားခဲ့ပါတယ်ဒေသနာကျမ်းအခန်းကြီး2အပိုက်ငယ်24စားတော့ခြင်းက၎င်းကြိုးစားအားထုတ်ရ၌စိတ်နှလုံးပြုံးဝေခြင်းက၎င်းလူ၌ကောင်းသောအခွင့်မရှိဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာထိုသို့သောအခွင့်ကိုရရှိသည်ဟုငါသိမြင်၏ဒီနေ့တင်းပေါ်မှာရရှိထားတဲ့တာမန်အရာလေးအတွက်ကျေးဇူးတော်ချီးမွမ်းဖူးပါသလားကျွန်တော်တို့ဟာပိုကြီးမားတဲ့အရာတွေကိုပဲလိုက်ရှာနေရင်နဲ့လက်ရှိမှာဖျားပေးထားတဲ့ပျော်ရွှင်မှုကိုလွတ်သွားတတ်ကြပါတယ်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုပေါ်မှာစိတ်ကျဉ်းမှုရတာဟာဘုရားသခင်ရဲ့ကောင်းကြီးဖြစ်ပါတယ်ကျေးဇူးတော်ကိုသိမြင်တဲ့သူဟာတာမန်ထမင်းတနက်မှာတင်ကောင်းငင်ဘုံရဲ့အရာတာကိုခံစားရတတ်ပါတယ်ကြားနာသူအရာစုတိုင်းပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေအာမင်